fresh နဲ့ close နဲ့ဘာကွာလဲ fresh နဲ့ close နဲ့ဘာကွာလဲဒါသိတဲ့နဲ့မေကွန်လေးတစ်ခုမြန်မာ English learners get confused about fresh and close အဲ့တော့ English စာလေ့လာတဲ့မြန်မာစာသင်သားတွေ fresh နဲ့ close နဲ့ကိုနည်းနည်းရောထွေးနေတေချာကွဲပြားပြားနားလဲတဲ့လူချင်းချင်းနဲ့သိတဲ့လူနည်းတာပေါ့နော်တော့မသိတဲ့လူမရှိဘူးလားဆိုသိပါတယ်တချို့လည်းသိကြအဲ့တော့ what is a phrase phrase ဆိုတာပါအရင်သိဖို့လိုတာဆိုတော့a phrase is a group of words, but it doesn't have both a subject and a verb. The phrase ဆိုတာဘာလဲဆိုလို့ရှိရင်သူကစကားစုတစ်ခုအမှန်သူ့မှာ subject လည်းမပါဘူး verb လည်းမပါဘူးနံပါတ်1သတိထားဥပမာပြောပြဥပမာနံပါတ်1 in the morning နံပါတ်2 under the table နံပါတ်3 very beautiful these are phrases because they are not complete idea တော့ဆရာ